နေ့ဘန်ကောက်ကနေတနင်္လာရီရောက်သွားတဲ့ဆန္ဒဘူမှာ volunteer လုပ်ရင်းနဲ့နေ့တာခီးထွက်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီခီးက staff အနေနဲ့မဟုတ်ဘဲ volunteer member အနေနဲ့လိုက်မယ်ဆိုရင်ဗတ်လေးရပေးရပါတယ်ကျွန်တော်ရောက်တဲ့ချိန်က12နာရီဝန်းကျင်လောက်ဆိုတော့ရအောင်ချင်းမှာပဲပစ္စည်းတွေနေရာချပြီးတော့ထမင်းစားကြပါတယ်ပထမနေ့ကတော့ကိုမိတ်ဆက်ကြပြီးရင်းနှီးတော့ activities တွေလုပ်ကြပါတယ်အဲ့နေရာ Valentine's Day လေးဖြစ်တာမလို့အကုန်လုံးကစာရွက်ပေါ်မှာအမတ်တရားစာရေးပေးကြပါတယ်ဒါကတော့ကျွန်တော်ရဲ့စာရွက်ပါနောက်ပြီးတော့ chocolate လည်းကြည့်ပါသေးရဲ့အဲ့ပြီးတော့ကျွန်တော်ပါဝင်အချင်းတွေသူတွေကဂိမ်းတွေဆော်ကြပါတယ်လဲကြားတဲ့သူတွေကခိုင်းတာလုပ်ကြပါမယ်အဲ့နေကြမှာထူးထူးဆန်းဆန်းကံပေါင်းပြီးတော့ကျွန်တော်လည်းတခါမှမကြားခဲ့ပါဘူးနောက်ပြီးတော့မာဖီးယားဂိမ်းဆော့ကြတဲ့အခါမှာအများစုကိုခုမှတွေ့ဦးပေမဲ့အရင်အားတက်ပိုပြီးရင်းနေတာကြပါတယ်။ည7:00လောက်ထိဆော့ပြီးတဲ့နောက်မှာတော့အေးကြပါပြီ။မနက်ကျတော့6:45မှာမနက်စာကျွေးမြပြောလို့ဇမီဆိုဖာနဲ့အမြန်ထားလာပြီမဲ့စင်းသင်းဖြစ်တဲ့အကြောင်းဒီနားရဲ့ရှောက်ဖက်ပြီးစီပါတယ်။ဒီနေရာကဖုန်းကြီးချောင်းပေမဲ့တော်တော်လေးတာယာပြီးတော့လာတယ်။ခြေတန်းကြီးကြားနေရတော့ကစိတ်ကိုပန်းပြီးစီပါတယ်။နောက်ပြီးတော့ဒီမှာအကောင့်တွေရမ်းပေါ်တယ်ထို့သဖြင့် PSA တွေချင်းတွေအရမ်းများတယ်ညဆိုရင်လည်းမှန်လုပ်ငန်းတွေကနေထွက်လို့တော့မရအောင်တော်တော်ကြာပက်ကြည့်ပြီးနောက်7 နာရီလောက်ကြာတော့အရသာမရှိရဲ့ဆံမျိုးရဲ့အရွက်ကြော်တွေရဲ့ကြွေပါတယ်စားပြီးတော့ဆရာနဲ့အတူနိုင်ဝဲလောက်တရားထိုင်ကြပါတယ်အဲ့ဒီနောက်ကတော့ဖွဲလိုက်ရင်းနေစောကြပြီးတော့ရှုံးတဲ့ဖွဲနှစ်ဖွဲအားကရပါတယ်ဒီတစ်ခါလေးကံကောင်းပြီးတော့ကျွန်တော်ဖွဲရနိုင်တော့မကခဲ့ရပါဘူးဒါကတော့အကောင်းဆုံးစူးစမ်းပြီးကနေကြတဲ့နှစ်ဖွဲပါကျွန်တော်ကိုယ်တိုင်လည်းမကားတဲ့တော့သူတို့ကလေးတွေကတော်တော်သဘောကျဖို့ကောင်းပါတယ်နည်းနည်းကားတဲ့လူတွေကဘေးရတင်ပြီးတော့တူတူလိုက်ကားကြတာပါနေ့လည်ရောက်တော့ထမင်းစားကြပါတယ်နေရဲ့အခန်းတွေကိုလည်းတန်ရှင်းပြန်လုပ်ပေးပြီး volunteer လုပ်မဲ့နေရာကိုတော့ပြင်ကြပါတယ်သူတို့ခေါ်သွားတာကကျွန်တော်တဲ့နေရာနဲ့တိတ်မဝေးရဲ့ရေတကုံမှာပါကားရဖို့နေရာရှာတာရဲ့လက်မှတ်ဝယ်နေရာရဲ့နဲ့အပြင်မှာနေနေကြကြဆောင်းလာရပါတယ်လက်မှတ်ရသွားတော့ပစ္စည်းတွေတည်ပြီးထဲဝင်ကြပါပြီပေါ်ရင်ချင်းမှာပဲရေတကုံမှာရေဆော့နေတဲ့သူတွေကိုတွေ့ပြီးတော့ဆက်မသွားဘဲနဲ့ရေထဲကိုခေါ်ဆင်းခြင်းစင်တော့ပေါက်ပါတယ်ဒါပေမဲ့ရေကူးတက်လာဆိုရင်တော့မကူးတတ်ဘူးရေတကုံက9ဆင်းရှိအောင်မှာဝင်ဝင်ချင်း3ဆင်းမှာပဲရေဆော့ကြတာပါတွင်းထဲဒီတော်တော်လေးလမ်းလျှောက်ပြီးတဲ့နောက်မှာရေထဲမစင်းခင်လိုအပ်တာတွေကိုသိချရှင်းပြပေးပါတယ်ဆရာမင်းနေရာရောက်တော့အသက်ကင်အင်ကြီးတွေဝတ်တဲ့ပစ္စည်းတွေကိုရေရဲမစင်းတဲ့မိန်းကလေးတွေကိုအပ်ခဲ့ပြီးတော့ရေရဲဆင်းကြပါတယ်ရေရောက်မှာလေနင်းရတာမမာကြီးမဟုတ်ပဲနဲ့ရွှွနေလို့ပြပျော်ကြီးနဲ့ခြေထောက်ကအတွင်းထဲကိုတော်တော်လေးနှင်ဝင်သွားမှုလို့နည်းနည်းတော့ဥရဖို့ကောင်းတယ်ရေရဲဆင်းတာကြတော့ယောက်ျားလေးအများစုဆိုပေမဲ့မိန်းကလေးချိုးလည်းပါပါသေးရဲ့ကျွန်တော်အထက်ကလောရတော့ဒီပင်တွေကိုနှုတ်ပြီးရှင်းပြရတာပါဘာလို့လဲဆိုတော့ဒီပင်တွေကအရန်များလာပြီးတော့အောက်ဆီဂျင်ကိုအများကြီးစုပ်လိုက်တဲ့အခါမှာရှားရည်နေတဲ့တော်ပါတွေအတွက်အသက်ရှူဖို့ခက်ခဲသွားတာမလို့ပါအမတ်တရားတွေအများကြီးနဲ့ဖြောဖို့ကောင်းလို့တကယ်ချင်းတွေလည်းအများကြီးရခဲ့ပါတယ်အပေါ်ပြန်တက်ပြီးနောက်မှာတော့အသက်ကအင်ကြီးရဲ့ပစ္စည်းတွေပြန်ထားပြီးဝင်ချင်းရတွေ့ခဲ့တဲ့ရေတကုံမှာရေဆော့ကြပါတယ်ရေတွေကကျွန်တော်တို့တော့ရမ်းအေးပြီးတော့ရေအောက်မှာလည်းကျိုင်းခွက်တွေကရမ်းပြားမလို့ကျွန်တော်ငယ်ရင်တော့သွားဘူးတဲ့မေမျိုးကဘီဖောက်တောင်သွားပြီးကြည့်ရပါသေးတယ်ရေမကူးတတ်တာမလို့ချားသူတွေရဲ့နားဟိုနေရာတောင်မှကျိုင်းခွက်တစ်ခုကိုနင်းမိပြီးတော့ရေကနေဖြောင်းနေလိုက်ပါသေးတယ်နောက်တော့အကုန်လုံးပေါ်ကိုတက်ပြီးရေတကုံပေးမှာပဲဆိုပြီးထိုင်ကြပါတယ်It's really fun here, and also I've been really cool. It's very good. It's the best place that has here. Yeah. It's very nice. I love it. I love it the best. Happy. Something. You got say something. ဒီနေရာမှာတော့ရင်ကုန်ပြိုင်မယ်ဆိုပြီးမငုံမဲဟန်ဆောင်နေသူတို့ကိုတက်တဲ့နေရာမှာမြင်တွေ့ရမှာဖြစ်ပါတယ်ရေဆော့ပြီး4 နာရီခွဲလောက်ရောက်တော့ဝေစားလဲပြီးတော့ပြန်ကြဖို့ပြင်ပါတယ်ဒီနေရာကဆိုင်ငယ်နဲ့အရင်ထွက်သွားတာပါလမ်းမှာခဏရပ်ပြီးတော့နေကြပန်းကင်းနေရမှာအဖွဲလိုက်တပ်ပုံတွေရောဗီဒီယိုရောရိုက်ပြီးမတ်တရားအများကြီးဖန်တီးခဲ့ကြပါတယ်ကျွန်တော်ရောက်သွားတဲ့အချိန်ကညနေခင်းနေဝင်တဲ့အချိန်ဆိုတော့တော်တော်လေးလာပြီးတော့တပ်ပုံရိုက်လို့ကောင်းပါတယ် 3 stand up. Hey!
ဓာတ်ပုံရိုက်ပြီးရနောက်မှာလမ်းမှာနောက်တစ်ခေါက်ထိုင်ထားပြီးညစာစားကြပါတယ်ပြန်မှာတော့ကားပေါ်မှာသူတို့တရှင်းဆိုပြတာအောင်နားထောင်ပြီးအချိန်လေးကုန်မဲ့ပြန်ပါတယ်လမ်းမှာတရားပြီးတယောက်ဆင်းသွားပြီမဲ့ကျွန်တော်အကြောင်းကနောက်ဆုံးထိစီးရမှာမလို့တရှင်းနေဆိုရင်းနဲ့ပဲအဆုံးထိလိုက်သွားရပါတယ်အားလုံးပဲဆုံးထိချီပေးကြလို့ကျေးဇူးတင်ပါတယ် see you later ဘာကိုချင်နိုင်ကြမှာပါငါတဲ့ဆောင်တော့ရချီဝါ